ဒီမှာနော် Nissan X-Trail လေးတစ်စီးရှိမယ်နော်ဒီကောင်လေး model က2016ဖြစ်မယ်နော်ဘောစီတို့အရှိမီးကွက်တွေဆိုလဲကြီးလိုက်နော်ကြောင်မြင်လုံးလေးလိုနဲ့အကုန်လှမယ်နော်အောက်မှာဆိုဖောက်ခလက်မီးတွေပါလဲအကုန်လှမယ်နော်ဒီကောင်လေးကဆိုနာတွေပါမယ်နော်ဆိုနာစိုက်ကန်ထိုင်ကုန်လက်တာအပူအေး post step ဖြစ်သွားမယ်နော်ဒီကောင်လေးက model 2016ဖြစ်မယ်နော်ဒီကောင်လေးဒီကောင်လေးတော်တယ်ပဲတော်မျိုးလေးပဲတော်အဆင်ပြေမယ်နော်မိသားစုတွေစီးမယ်ဆိုရင်လည်းအဆင်ပြေမယ်ဒီကောင်လေးနော်ဒီကောင်လေးကကန်ကူးနော်ဒီကောင်လေးကကန်ကူးဆိုတော့ထူပြောစရာမလိုတော့ဘူးနော်အလွိုင်းနေပါလေဆိုလဲတူနီဆန်အလွိုင်းမှန်မယ်နော်ဒီကောင်လေးဒီဘက်ဘေးမှာဆိုလဲ site cam တွေပါတော့မယ်ဗတ်မယ်မီ6တွေပါတော့မယ်နော်ဒီကောင်လေးပတ်လေတစ်ချက်အရင်ပြပေးမယ်နော်ဒီကောင်လေးနောက်ပိုင်းမှာအနေထားမှာဆိုလဲနော်နောက်က exhaust နှစ်ပြောင်းနဲ့နော်လုံးဝမိုက်တယ်နော်မီကွက်တွေပါဆိုလဲကြီးတောက်ရှင်းနော်နောက်မှာဆိုလဲဆိုနာပါသွားမယ်ဒီကောင်လေးပချလဲလေးနော်မီကွက်တွေပါဆိုလဲကြည့်လိုက်နော်လုံးဝကြီးတောက်ရှင်းနော်ဒါသူ့ရဲ့နောက်ပိုင်းအနေထားပေါ့အတွင်းကနေလည်းတစ်ချက်ပြပေးမယ်နော်ဒီကောင်လေးခါမှာဆိုလဲကြည့်လိုက်နော်စိုက်ကဘာတွေပါဆိုလဲလုံးဝတန့်နေမယ်နော်ဒီဘက်ဘေးမှာဆိုလဲမီးအလှမီးတွေပါလေအကုန်ပါသွားမယ်နော်ဒီကောင်လေးဒီမှာဆိုလဲ X-Trail logo တွေပါတော့မယ်အလှမီးနဲ့အတွင်းမှာထိုင်ကုန်မှာဆိုရင်လည်းလေတာဖြစ်သွားမယ်နော်လေတာဆိုလည်းလုံးဝ luxury ဆန်တယ်နော်အဖြူလေးနဲ့အမဲလေးကိုမှဆက်ထားပေးရနော်တွေ့အတွင်းခါမှာဆိုရင်လည်းဒီကောင်လေးကကီလိုဆိုရင်လည်း38,000ကျော်ပဲရှိအောင်မယ်နော်ဒီကောင်ထိုင်ကုန်ပူအေးတွေလည်းပါတော့မယ် 4v2 တွေပါလည်းပါသွားမယ်နော်ဒီကောင်လေးဘက်ကန်ဆိုရင်ပါဆိုလဲကြီးလိုက်နော်ကြီးတောက်ရှင်း360ကင်မရာဆိုနာတွေပါလည်းလုံးဝအကုန်အလုံးလုံးမယ်နော်ဒီကောင်လေးဘိုင်ကွက်တွေပါလေဆိုလဲလုံးဝကြီးတောက်ရှင်းနော်စီယာတိုင်းဗော်လုံးတွေပါလေဆိုလဲနှစ်ဖက်ပါသွားမယ်နော်ဒီကောင်လေးဒီထားမှာဆိုလဲတကား4ပေါက်လုံးဒီလိုပဲနော်အလှမီးလေးတွေပါသွားမယ်ဒီကောင်လေးဒီမှာဆိုလဲသူ့ရဲ့ X-Trail Nissan X-Trail logo လေးတွေပါသွားမယ်နောက်ပိုင်းမှာဆိုလဲ leather တွေပါဆိုလဲကြည့်လိုက်နော်အပေါက်ပြဲတွေမရှိဘူးသူခေါင်ကြောတွေပါဆိုလဲလုံးဝတက်ရက်နေမယ်နော်ဒီကောင်လေးပြီးရင်ဒီမှာဆိုရင်လည်းမီတာစုတွေစီးမယ်ဆိုရင်အချိုရည်တွေပါခွက်တွေပါထည့်လို့ရမယ်နော်ဒီကောင်လေးနောက်ခန်းမှာဆိုရင်လည်း3ယောက်စီးလို့ရမယ်နော်ဒီကောင်လေးကြက်လွန်းမီတာစုတွေစီးမယ်ဆိုရင်တော်တယ်ပဲတော်မျိုးတယ်ပဲတော်လုံးဝအဆင်ပြေမယ်နော်ဒီကောင်လေးကပိုင်းမှာဆိုရင်ဒီမှာတစ်ချက်ပြပေးမယ်နော်ကန်ကူးဆိုတော့ထူထူပြောစရာမရှိတော့ဘူးနော်ဒီကောင်လေးထူပြောစရာမရှိဘူးနောက်ပိုင်းမှာဆိုလည်းဥစ္စာတွေပါအကုန်ပါသွားမယ်နော်စပယာဝီတွေပါအကုန်ပါမယ်ဒီဘက်မှာဆိုခွက်ဆိုင်တွေပါအကုန်ပါတော့မယ်နော်ဒီကောင်လေးပစ္စည်းတွေပါတင်မယ်ဆိုလည်းလုံးဝကြက်လွန်းတင်လို့ရမယ်နော်နောက်ပိုင်းမှာ